ဟုတ်ကဲ့အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့4ရက်6လ2026ဒီနေ့ကျွန်တော်ကြာတာပနေနေ့မနက်ပိုင်းစနေတိုင်းကျမဲဖြစ်ပါနော်အနီးကပ်ပိုင်းလေးတက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အောင်ကျော်ဆိုတဲ့2D 3D channel လေးရမှာအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်နော်ကျွန်တော်အနီးကပ်ပိုင်းလေးမှာကျွန်တော်ပတ်တီးတစ်လုံးနဲ့နော်ပတ်တီးတစ်လုံးနဲ့ကျွန်တော် main တင်အကွက်လေးတွေရွေးချယ်ပေးတော့ရှိပါတယ်ကျွန်တော်ရဲ့အောင်ကျော် channel ဒီကျွန်တော် channel အသစ်လေးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ကိုယ်ဒီမှာဒီလူတစ်လူအောင်နေများကျွန်တော်တို့တွေးရှိမယ်ဆိုတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နဘေးကနိုဒီဘဲကောင်းလေးလေးနှိပ်တာအမြဲကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုအမြဲတမ်းတွေ့ကျင်တဲ့မိတ်ဆွေတွေများရှိလို့ရှိရင်တော့ကျွန်တော်တို့လူတစ်လူအောင်လေးကအမြဲတမ်းနဘေးကနေအောင်စာတန်း subscriber စာတန်းလေးကိုနှိပ်တာစင်းသွင်းရဆိုတာလေးနှိပ်တာနော်ဒါတော့ကျွန်တော်ဒီနေ့မနက်4ရက်6လ2026အတွက်ကျွန်တော်တို့အနီးကပ်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်ပတ်တီးတစ်လုံးနဲ့ main တင်3ခွက်ဖရိတ်တစ်လုံးပြေးအောင်ဖြစ်ပါတယ်နော်အကြိုက်ယူတဲ့အဖိုးတွေမှအများရှိရင်ယူသုံးနိုင်ပါတယ်ဗီဒီယိုမတင်ဖြစ်တာတဲ့ကြားပဲဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော် channel အစ်အောင်ကျော်ဆိုတဲ့ channel အစ်လေးနဲ့ကျွန်တော်တို့တက်ပြီးတော့မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်နော်ကဲအားလုံးပဲအကြိုက်တူတဲ့အကိုတွေမှများရှိရင်ယူသုံးနိုင်ပြီနော်ဒီနေ့4ရက်နေ့အတွက်ကျွန်တော်ပတ်တီးလေးတစ်လုံးပေးမှာကတော့ကျွန်တော်တို့အားလုံးပဲနော်4ရက်နေ့အတွက်ကိုကျွန်တော်တို့ပတ်တီးလေးလုံးပေးခဲ့မှာဗီဒီယိုတို့ချုပ်လေးပဲပြရမှာဗျာနော်ကဲအများမြင်အများသူငါတွေတွေးရှိအောင်လည်းကျွန်တော်တို့ channel အသေးလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကိုယ်မှာမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါနော်မျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါကဲ4ရက်နေ့အတွက်ကျွန်တော်တို့ပတ်သေးလေးတစ်လုံးကနော်ပတ်သေးတွေကျွန်တော်တို့ပတ်သေးလေးတစ်လုံးရှိထားပါမယ်နော်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့6ပတ်သေးနော်6ပတ်သေးကိုမှကျွန်တော်တို့ main တင်3ခွက်ရွေးချယ်ပေးရတယ်ဗျာနော်နော် main တင်3ခွက်လေးရွေးချယ်ပေးတာလေနော် main တင်3ခွက်ကကျွန်တော်တို့ဗာလေးရှိပြီလဲဆိုရင်တော့ main တင်3ခွက်က main တင်3ခွက်ကကျွန်တော်တို့ဗာလေးရှိတာမယ်နော် main တင်3ခွက်ကကျွန်တော်တို့ဗာလေးရှိတာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့93ရှိမယ်ဗျာနော်93ရှိမယ်ကျွန်တော်တို့95ရှိမယ်နော်ကျွန်တော်96ဆိုပြီးတော့ရှိတာဗျာနော်ဒါ6နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပတ်တီးတစ်လုံး6ပတ်တီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ main နဲ့3ခွက်တီကျွန်တော်93 95 96ဖြစ်ပါတယ်နော်93 95 96ကိုမှကျွန်တော်တို့တစ်ခွက်ကောင်း main နဲ့တစ်ခွက်ကကျွန်တော်ဗာလေးရှိမယ်ဆိုရင်တစ်ခွက်ကောင်းတွေရကျွန်တော်တို့ဗာလေးရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခွက်ကောင်းကြိုက်လို့ယူခြင်းတဲ့မိတ်ဆွေများကနော်တစ်ခွက်ကောင်းကြိုက်လို့ယူခြင်းတဲ့မိတ်ဆွေများကတစ်ခွက်ကောင်းဗာလေးရှိမယ်ဆိုရင်နော်အကြိုက်တွေ့ရင်လာယူနော်တစ်ခွက်ကောင်းဗာလေးရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခွက်ကောင်းကကျွန်တော်တို့90ဆိုပြီးရှိတာပါမယ်နော်နော်တစ်ခွက်ကောင်းက90မှာကျွန်တော်တို့ဗရိတ်ကတစ်လုံးနဲ့ကင်ထားတာကဗရိတ်ကြိုက်နေတဲ့လို့ဆွဲကျင်တဲ့မိတ်ဆွေများရှင်လည်းကျွန်တော်တို့ဗရိတ်ကိုလိုက်ပြီးတော့စကားနိုင်ပါနော်ကဲဒါဆိုကြောင့်ဗရိတ်ကဒီနေ့မနက်ပိုင်းတော့ကျွန်တော်9ဗရိတ်တစ်လုံးနဲ့ရရှိထားတယ်ကဲအားလုံးပဲအကြိုက်တူတဲ့မိတ်ဆွေတွေများချင်းယူသုံးနိုင်မယ်ဒီနေ့4ရက်6လ2026เนาะကျွန်တော်တို့ပတ်သေးဒီ9ပတ်သေးတစ်ထုံနဲ့ main နေရ939596နော်တစ်ခွက်ကောင်းက9ဗရိတ်ကင်တာဖြစ်တဲ့ကြောင့်ကျွန်တော်90တစ်ခွက်ကောင်းရှိထားပါပြီเนาะအကြိုက်တူတဲ့ကိုယ်မှများရှင်ယူသုံးနိုင်တယ်ကဲကျွန်တော်ရဲ့အောင်ကျော် channel ဒီကျွန်တော် channel အသစ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကိုယ်မှတွေလူတစ်လူအောင်နေများတည်ရဆိုလို့ရှိရင်ကျွန်တော်တို့အတန်ကြားရုံနဲ့မှတ်မိရဆိုလို့ရှိရင်နဘေးကနိုဒီဘဲကောင်းလေးနှိပ်တာစီးရင်သွင်းရဆိုတဲ့နေလေးနှိပ်တာလူတစ်လူအောင်လေးတွေကျွန်တော်ပြန်လဲဆုံလို့ရအောင်လဲကျွန်တော်မျှဝေလို့ရတဲ့နေရာမှာမျှဝေပေးခဲ့ပါနော်ကဲဒါကတော့ကျွန်တော်4ရက်နေ့ကြာတာပရိနေ့နော်4ရက်နေ့6လ2026အနီးကပ်12နာရီ10မိနစ်အတွက်ကျွန်တော်တို့အနီးကပ်ပတ်တီလေးတုံးဖြစ်ပါတယ်နော် main နေရ939596တစ်ခွက်ကောင်းဒီကျွန်တော်9ပရိနဲ့90တစ်ခွက်ကောင်းအားလုံးပဲကြိုက်ရှင်းတူတဲ့အကိုတွေမှအပြရှိယူသုံးနိုင်တယ်ကဲအားလုံးပဲတက်တာပါကျွန်တော်ရဲ့ကိုယ်တွေမှတွေနော်အနီးကပ်ဖိုင်လေးဖြစ်တဲ့ကြောင့်လို့ကဲကျွန်တော်ရဲ့ channel like လေးတွေကြောင့်ဒီလောက်နေပဲကျွန်တော်တို့ဒီနေရာမှာရန်နာခွင့်ပြီးပါနော်ကဲအားလုံးပဲတက်တာပါအမြင်မှုတွေရရှိပါသေးဒီနေ့မနက်ပိုင်းလို့နော်